retail ရောင်းတော့ကိုလေ့လာမယ် retail ကကျွန်တော် bell app ကိုသုံးပါလဲဆိုတော့ point of sale app ကိုသုံးပါပေါ့အဲ့တော့ကျွန်တော်မနက်မိုးလင်းလာရင် session ဖွင့်မယ်ညနေကျရင်ကျွန်တော် sign ပိတ်တယ်လို့ပဲ session ပိတ်တဲ့ကဏ္ဍတွေလုပ်မယ်ပေါ့အဲ့တော့ဒီ session ဖွင့်မယ်ဆိုတော့ open register ဆိုတဲ့ပုံစံနဲ့ဖွင့်လိုက်မယ်အဲ့တော့ဒီနေရာမှာကျွန်တော်ဒါ user တွေကိုပေါ့နော်ဒါ employee account တွေကိုဒါ add ထားလို့ရှိရင်ကျွန်တော်ဒီမှာ password တွေနဲ့ပါနဲ့ဝင်ရမယ်အခုတော့ကျွန်တော်ဘာမှ add မထားတာမဟုတ်လို့ဒီတိုင်းပဲထွက်လိုက်မယ်အဲ့တော့ open register ပေါ့အဲ့မှာကျွန်တော်ရောင်းမဲ့ product တွေကျွန်တော် select မှတ်လိုက်မယ်ဒီ product တွေက Lawrence serial number ပါတော့ထွက်တဲ့ကြောင့်မလို့ဘယ် Lawrence serial number တွေကထွက်မှာလဲဆိုတော့ system မေးတာပေါ့နော်ဒီလိုပုံစံထွက်လိုက် lot တလော်ရဲဆိုလို့ရှိရင်တော့သူကလည်းသူ system နဲ့ auto ပေါ့နော်ဒါ lot တလော်တွေကို auto ကြပေးလိမ့်မယ်ဒီမှာတော့ lot 3 lot ရှိရမလို့မိမိကြိုက်နေတဲ့ရာ lot တွေကနေကျွန်တော်ဒါထွက်လို့ရလိမ့်မယ်ပေါ့နော်discard လုပ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့တွေကဒီ cat စင်တန်းဆိုတဲ့ကောင်ထွက်မယ်ဆိုလို့ရှိရင်တော့အဲ system ကနောက်ွယ်ကနေပေါ့နော်ဒီ first in first out ပုံစံတို့ဒါမှမဟုတ် first expire first out ပုံစံတို့မိမိ configuration ချထားတဲ့ပုံစံတို့နဲ့ဒီ AA တွေကနေထွက်ပေးမှာဒီလိုတော့ရှိရပါတော့အဲ့တော့ကျွန်တော်ဟုတ်ပြီဒီကောင်လင်းထားလိုက်အဲ့တော့ဒီထဲရောက်နော် apply ပေါ့ quantity ကိုကျွန်တော်ကထားပါတော့5ခုလို့ရိုက်လိုက်နော်ဒီလိုပုံစံထွက်လိုက်အဲ့မှာကျွန်တော်တို့ဟုတ်ပြီဒီမှာပါတဲ့ retail price list တွေ wholesale price list တွေဒီမှာရှိရနော်ကျွန်တော်က wholesale price ကို apply လုပ်ချင်တယ်ဆိုရင် wholesale price လေးကိုကျွန်တော်ကရွေးလိုက်လို့ရလိမ့်မယ်ပြီးမှဒီမှာ discount ဆိုတဲ့ဟာလေးဒီ discount ကကြတော့ဒါကျွန်တော်တို့ကဒီ line discount ခေါ်တာပေါ့နော်ဒီ item တစ် line ချင်းစီကိုကျွန်တော် percent တွေပေးချင်တာเนาะအဲ့လိုပုံစံထွက်လိုက်မယ်အဲ့လိုမှမဟုတ်ဒီမှာကျွန်တော်တို့ကဘာ discount ဒီမှာ global discount ဆိုတဲ့ဟာရှိသေးတယ်ဒါကကြတော့ order ပေါ့နော် sale order တစ်စောင်လုံးပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကဒါ percent တစ်ခုပေးချင်တာဒီလိုပုံစံမျိုးကိုကျွန်တော်တို့ကမှတ်တာပေါ့နော်ဒါတော့ customer node ဆိုတော့ customer ပတ်သက်တဲ့ information something တစ်ခုခုပေါ့နော်ကိုမှတ်သားခြင်းအောင်ကျွန်တော်တို့ဒါမှတ်တာပေါ့customer တွေကျွန်တော်ထည့်ဖို့လိုရဲဆိုရင် customer ကိုနှိပ်မယ်ဒီထဲကနေကျွန်တော်ဒါမရှိသေးရင် create ခေါ်မယ်ရှာလို့မတွေ့ရင်ကျွန်တော်ဒီ search box မှာရိုက်ရှာမယ်ပြီးရင် enter လေးခောက်လိုက်မယ်ပေါ့နော်အဲ့ဒါဆို customer ကြာလာနိုင်မယ်ပေါ့ပြီးရင် select မှတ်လိုက်ရင်ရမယ်ပြီးရဟုတ်ပြီကျွန်တော်ကဒါ payment ဆိုတဲ့ဟာကိုကျွန်တော်ဒါနှိပ်လိုက်မယ် cash လား KP လားပေါ့နော်စသည်တယ်ဟုတ်ပြီ cash နဲ့တဝက်ပေးမယ် KP နဲ့တဝက်ပေးမယ်ဆိုရင် cash နဲ့ပေးမယ်ဆိုရင် cash ကိုနှိပ်လိုက်မယ်ဟုတ်ပြီ cash နဲ့ရမှသူကထားပါတော့2500ပေးတယ်ပေါ့နော်အဲ့ဒါဆိုသူက remaining ဆိုတဲ့ဟာလေးပေါ်လာလိမ့်မယ်အဲ့ကြတော့ကျွန်တော် keep ဆိုတာလေးကိုနှိပ်လိုက်ရင်ရပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်က validate ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်အဲ့ဒါဆိုတစ်စောင်ပြီးသွားပြီပေါ့နော်ပြီးတော့ဆက်ရောင်းခြင်းနဲ့ new order ထပ်ခေါ်မယ်ဟုတ်ပြီကျွန်တော်ကထပ်ပြီးတော့ရောင်းမယ်ဒီက lot 2တွေကထွက်မယ်ပေါ့နော် apply ဒါတော့ quantity ဒါ3ခုเนาะစာတည်တယ်ဒီလိုပုံစံထွက်မယ်အဲ့တော့ဒီတစ်ခုရောင်းနေတော့ပဲနောက်ထပ် customer တယောက်ထပ်ပြီးဝင်လာတယ်အဲ့ဒါဆိုကျွန်တော်ဒီမှာအပေါင်းလေးကိုထပ်နှိပ်မယ် order number 3ပေါ့နော်ဒီကောင်လေးရောင်းလိုက်မယ်ထားပါတော့ loss price ကိုကျွန်တော်ကဒါပါနော်1000ဝယ်ထားလိုက်ပြီးတော့မှ customer cash validate အဲ့ဘယ်ဒီရှိပြီးသားပေါ့နော် order ရောင်းနေတယ်ဆိုရင်ဒီ order number လေးကိုနှိပ်လိုက်မယ် payment နှိပ်မယ် KP ဆိုတာလေးနှိပ်မယ် validate အဲ့လိုပုံစံမျိုးနဲ့ပဲကျွန်တော်တို့ဒါတနေ့ကုန်ဒါအယောင်းဝယ်တွေလုပ်နေမှာပေါ့နော်အဲ့တော့ညနေကျရင်ကျွန်တော် sign သိမ်းမယ်ပေါ့နော် session ပိတ်မယ်ပေါ့ session ပိတ်မယ်ဆိုတော့ကျွန်တော်ဟုတ်ပြီဒီထဲကနေ close register ဆိုတဲ့ဟာလေးကိုသွားမယ်အဲ့တော့ဒီနေ့ရောင်းချေကဘယ်လောက်ရှိလဲဆိုငွေသားအနေနဲ့18500ရှိရပေါ့နော်အဲ့18500ကိုကျွန်တော်ကဒီ cash စီကနေမှာထားပါတော့သက်ဆိုင်ရာဒီ main cash တီကိုစီကိုပေါ့နော်ကျွန်တော်တို့ကဒါ cash out လုပ်ပေးမယ်ပေါ့အဲ့တော့ cash out လုပ်မယ်ဆိုတော့ကျွန်တော် cash in cash out ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့တော့18500ရဲ့အနေကျွန်တော်ကဒါ1000ဝယ် cash out လုပ်မယ်ပေါ့နော်အဲ့တော့ TRANSFER transfer to ထားပါတော့ main gas ပေါ့နော် confirm လုပ်လိုက်မယ်အဲ့ဆိုရင် तू က2500ကျန်သေးရယ် bro 2500ကျွန်တော်စီအပ်ဖို့ကျန်တယ်တကယ်လို့ဒါကျွန်တော်တို့ကဒီ session ပိတ်တဲ့ချိန်မှာဒီ2500ကိုဒါ cash ကောက်မှာမထည့်ဘဲနဲ့ close register လုပ်လိုက်တယ်ဆို तू က cash difference ဆိုတာပေါ်နေလိမ့်မယ်ပေါ့နော် cash difference ပေါ်ရင်ဒါလိုငွေနေနဲ့ဒါ expand ကိုဆင်းမှာပေါ့နော်အဲ့လိုပုံစံရှိတယ်အဲ့တော့ကျွန်တော်ကဒီနေရာမှာဒီ copy close လေးကိုနှိပ်လိုက်မယ်ဒါဆို2500သွင်းလိုက်တယ်ပြီးတော့မှ close register ဆိုတဲ့ဟာလေးနှိပ်လိုက်ပြီးတော့မှ backend ဆိုတာဟာလေးနဲ့ထွက်လိုက်မယ်ဒါဆိုရင်ဒါကျွန်တော်နဲ့ TSR ဒါအယောင်စရင်ပြီးသွားပြီလို့ယူဆလို့ရတယ်အဲ့တော့အဲ့စရင်တွေကဘယ်ကိုဝင်လာလဲဆိုတော့အကောင့်ဒီမှာတော့ဝင်မှာပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒါအကောင့်ဒီတွေကိုသွားမယ် cash out လုပ်ထားတဲ့ transaction လေးဒီမှာဆိုရင် POS cash ပေါ့နော်ဒီ cash ကိုင်တဲ့ငွေစင်းမှာဟို reconcile 1ဆိုတာလေးပေါ်နေတယ်အဲ့ဒါလေးကဘာနဲ့ချိန်ပေးရမှာလဲဆိုတော့ကျွန်တော်တို့ကဒါ internet transfer ထွက်တာမို့လို့ internet transfer ဆိုတဲ့ဟာလေးနဲ့ကျွန်တော်တို့ကချိန်ပေးမယ်ဟုတ်ပြီဒါဆိုရင်တော့ဒါ POS ရဲ့ cash တွေကတော့ထွက်သွားပြီ main cash ထဲမှာမဝင်သေးဘူးเนาะအဲ့တော့ main cash ထဲမှာဝင်ဖို့အတွက်ကျွန်တော်က transition ခေါ်မယ်transition new ခေါ်မယ်အဲ့တော့ထားပါ RECEIP receive from ထားပါတော့ POS CSH cash ပေါ့နော်အဲ့
partner မထဲတော့ငွေရဆိုအပေါင်းနဲ့ပဲကျွန်တော်ထဲလိုက်မယ်ကျွန်တော်1000ဝဲထဲလိုက်မယ်เนาะအဲ့ဒါ close ပေါ့ပြီးတော့မှကျွန်တော်ဟုတ်ပြီဒီမှာလည်းဗာနဲ့လုပ်နေဆိုတော့ internet transfer ဆိုတဲ့ဟာလေးပဲနှိပ်လိုက်မယ်ဒါဆိုလို့ရှင်เนาะဒါကျွန်တော်ကဒီလိုပုံစံပေါ့เนาะတစ်ဖက်ကငွေစင်းကိုတစ်ဖက်ကနေဒါအဝင်သွင်းတာဒီလိုပုံစံလေးရှိရပေါ့ဒါတော့ဒါ POS ရဲ့ဒါအယောင်းတဲ့ပုံစံပေါ့နော်ဟုတ်ပြီကျွန်တော်တို့ထပ်ပြီးတော့ try ကြည့်မယ်မနက်မိုးလင်းလာပြီကျွန်တော်ဘာလုပ်မလဲ open register ဖွင့်မယ်အဲ့တော့ open register ဖွင့်တဲ့ချိန်မှာလဲเนาะ तू ကဒါ2500နဲ့ခြံထားဆို2500နဲ့ဖွင့်ရမှာပေါ့နော်အဲ့မှာ0တွေပါတွက်ထည့်လိုက်တယ်ဆို cash difference တွေကျွန်တော်တို့ဒါပေါ်လာနိုင်တယ်ပေါ့အဲ့တော့ဟုတ်ပြီကျွန်တော်2500နဲ့ပဲ open register လုပ်မယ်အဲ့တော့ကျွန်တော်ကဟုတ်ပြီရောင်းမယ်ဒါပါတော့ဒီလော်တဲ့ရပဲ quantity ဟောတော့15ခုရောင်းတယ်ပေါ့နော် payment နှိပ်မယ် cash ကိုနှိပ်မယ် validate ဆိုတာကိုနှိပ်လိုက်မယ်ဟုတ်ပြီကျွန်တော်တို့ဒီမှာတော့ return လုပ်ချင်တယ်ပေါ့ဒီ sale return သဘောမျိုးလုပ်ချင်တယ်ဆိုကျွန်တော်ကဒီ order close လေးကိုနှိပ်မယ်ပြမ activity ထဲမှာ paint ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ကိုကဘယ်အဆောင်ကိုလုပ်ချင်တာလဲပေါ့နော်ဒီလိုပုံစံထွက်လိုက်မယ်ဟုတ်ပြီကျွန်တော်ကဒီ4500ဆိုတဲ့အဆောင်ထဲမှာကျွန်တော်က reference ကမယ်ပေါ့နော်အဲ့တော့ select the product တဲ့နော် product ကို select မှပါပြီးတော့မှကျွန်တော်တို့ကို reference ကကျန်တဲ့ quantity ကိုရိုက်ထည့်ပါပေါ့နော်အဲ့တော့ quantity ကဒီရှေ့ဆုံးဟာနော်3ဆိုတဲ့ဟာလေးကဒါ quantity ထွက်လိုက်မယ်အဲ့တော့ကျွန်တော်ကဟုတ်ပြီ quantity ကတစ်ခု return ကကျန်တော့2 reference 1ဆိုတဲ့ဟာလေးပေါ်လာလိမ့်မယ်အဲ့ကြမှာကျွန်တော်ဗာနှိပ်မလဲဆိုတော့ reference ဆိုတာလေးနှိပ်မယ်ကျွန်တော်ငွေနဲ့တွန်ပေးလိုက်တယ်ဆိုရင် cash ကိုတွန်ပြီးနှိပ်လိုက်မယ်ဒါကတော့ဒါ reference တွန်တဲ့ကိစ္စပေါ့ဟုတ်ပြီကျွန်တော်တို့ကဒါဒီလိုရောင်းနေနေမှာပေါ့နော်ဒါပါတော့ဒါ internet မရတဲ့အခြေအနေပဲဆိုပါတော့ကျွန်တော်ကဒီက wifi လေးကိုပေးလိုက်မယ်ဟုတ်ပြီ internet မရတဲ့အခြေအနေမှာကျွန်တော်ကဟုတ်ပြီရောင်းမယ်ရောင်းတဲ့အချိန်မှာသူကနော် server communication problem ဆိုတာပါနေမယ် Lawrence serial number တွေကိုတော့ तू ကဘယ်လိုတော့မလဲ link မလုပ်နိုင်တော့ဘူးပေါ့နော် server ပေါ်မှာရှိတဲ့ Lawrence serial number တွေမသွားနိုင်တော့ဘူးရှာဖွေ system နဲ့ auto ချမပေးနိုင်တော့ချမပေးနိုင်တော့ကြောင့်မလို့ကျွန်တော်တို့ကဟုတ်ပြီချမပေးခြင်းနိုင်တာတော့ကျွန်တော်ဆက်သွားခြင်းလို့ဆိုကျွန်တော် yes ကိုသွားမယ်ဒီနေရာမှာခုနပုံမှန်ဆိုရင်ကျွန်တော်တို့ရဲ့ Lawrence serial number auto ပေါ်ပေးရဘယ် lot တွေကြံပါတယ်ဆိုတော့အခုမှပေါ်မပေးတော့အဲ့ကြတော့ထားပါတော့ကျွန်တော်တို့ကမထည့်ဘဲနဲ့လည်း apply လုပ်လို့တော့ရတယ် apply လုပ်ရင်တော့ तू ကတေးကြတယ် store တော့ထွက်မှာမဟုတ်ဘူးအဲ့ကိစ္စလေးတော့ရှိရเนาะကျွန်တော်ထားပါတော့ဘာမှမထည့်ဘဲနဲ့ apply လုပ်လိုက်မယ်လုပ်ပြီးတော့မှကျွန်တော်ကဟုတ်ပြီเนาะ payment ဆိုတာလေးနှိပ်လိုက်သူဆက်သွားအောင်မလို့ရတယ် okay ပဲသွားလိုက်မယ်ကျွန်တော် cash ဆိုတဲ့ဟာလေးကျွန်တော် validate ဆိုတဲ့ဟာလေးလုပ်လိုက်သူ့မှာတော့limited function တော့ထွက်နေတယ်ဆက်သွားခြင်းသေးရဆိုတော့ရတယ်ကျွန်တော် continue ဆိုတဲ့ဟာလေးနှိပ်လိုက်ဟုတ်ပြီเนาะဒါကတော့ line မရတဲ့အခြေအနေပေါ့ဟုတ်ပြီကျွန်တော်က line တွန်ရပြီပဲဆိုပါတော့ဟုတ်ပြီ line ရပြီဆိုတော့ကျွန်တော်ထားပါတော့เนาะ session ပိတ်တဲ့အခြေအနေကိုကျွန်တော်သွားလိုက်မယ် close register ဟုတ်ပြီထားပါတော့2000ဝဲပေါ့နော်2000ဝဲရတယ်အကုန်လုံးကိုကျွန်တော်ဗာလုပ်မယ်ဆို cash out လုပ်မယ်ပေါ့နော်2000ဝဲmain gas ပြီးတော့မှ close register ဆိုပြီးကျွန်တော်ကဒါပိတ်လိုက်မယ်ပေါ့နော်ပြီးတော့မှ backend နဲ့ထွက်လိုက်ဟုတ်ပြီခုတော့ line မရတဲ့အခြေအနေပြီးတော့ Lawrence serial number product တွေလည်းကျွန်တော်ရောင်းတဲ့အခါမှာပါတယ်ဆိုလို့ရှိရင်ကျွန်တော်က stock ထွက်ဖို့အတွက်တစ်ချက်တော့ကျွန်တော်စစ်ပေးဖို့လိုမယ် session ထဲကိုသွားမယ်ဒီကောင်လေးပေါ့နော်ဒီ session number လေးအဲ့မှာဒီမှာ picking ကိုကြည့်လိုက်မယ်နော် picking 3ဆိုတဲ့နေရာမှာကျွန်တော်ကဒီတစ်စောင်က weight rating ပေါ်နေတယ်နော် weighting ပေါ်နေအဲ့တော့ဒါလေးကိုကျွန်တော်ဖွင့်လိုက်မယ်ဒါကဘာလဲဆိုတော့ခုနက line မရတဲ့အချိန်တွေမှာဘယ် Lawrence serial number ထွက်ပါမယ်ဆိုတော့ကျွန်တော် mention မလုပ်ခဲ့နိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကဒီနေရာမှာထားခုကြမှာ Lawrence serial number okay ဒါ2တွေကထွက်မယ်ပေါ့နော်ဟိုကောင်ကတော့ဒါ expire ထွက်သွားတယ်ဆိုတော့ close စေကြည့်လိုက်မယ်ပြီးတော့မှဒါ validate ဆိုတဲ့ပုံစံတို့ ਨੇ ကျွန်တော်ဒီလိုပုံစံလေးတော့ဒါ line မရဘူး Lawrence serial number လည်းသုံးနေဆိုတော့ဒီ store ထွက်ဖို့အတွက်အဲ့အခြေအနေတွေကျွန်တော်ထပ်ဆောင်ပြီးလှုပ်ဆောင်ဖို့လိုလိမ့်မယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒါ point of sale ရဲ့ဒါဒီရောင်းတယ်ဝယ်တယ် return ကလည်းငွေတွေ transfer လုပ်တဲ့ဒါ process လေးပါပေါ့နော်